Talk today, and don't forget the half note, please. Okay, right here, talk today.
E key ค่ะ ရန်ကိုကောင်းမြတ်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တတားထက်မှာအလိုအဆုံးသောအရာကထိုမျက်မှောက်တော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျက်မှောက်တော်မပါဘဲနဲ့ခြေလန်းတလန်းမှမလန်းတော့သူဘာတစ်ခုမှမလုပ်တော့သူဆက်လက်ဖြစ်ဖို့ရအတွက်ပြန်လဲပြီးတော့မှဝန်ခံရအောင်ကိုရဲ့မျက်မှောက်တော်မပါဘဲနဲ့တမီဘာမှမလုပ်ဘူးကိုရဲ့မျက်မှောက်တော်မပါဘဲနဲ့ခြေတလန်းမှမလန်းဘူး Should we go back to B? ပြောရအောင်ဘာဖြစ်လို့လဲဆိုရင်ထိုမျက်မှောက်တော်မပါတဲ့အရက်က She's speaking Burmese. I don't know. ဆရာကောင်းတာဖြစ်ပါတယ်ထိုမျက်မှောက်တော်မပါတဲ့အရက်မှာတင်နေကျွန်တော်ရှိနေရချင်းဟာတင်နေကျွန်တော်အတွက်အရက်ကိုအန်ဒရယ်ဖြစ်ပါတယ် 이 저거다 မျက်မှောက် 떴어요. တော်မပါ No, this is B. Je t'en vais faire mon petit. Tu vas le petit là, je vais ရှိ comme ça. နေပဲရှိတာဖြစ်ပါတယ်ဆက်ပြီးတော့မှတင်နေကျွန်တော်အတွက်မျက်မှောက်တော်ဖြစ်ပါတယ် Okay, let's go. ပြီးတော့မှဝင်ခရအောင် Okay, let's go to B. မပါဘဲနဲ့ 메모다 하 뭐기하. B, B, let's go to B. မျက်မှောက်တော်မပါဘဲ Thank God. 오케이 앵키가 뭐 하네 다 앵키가 뭐. Yeah.